ချစ်တို့ရင်မင်္ဂလာပါဆရာကိုဆိုင်းဝမ်းမှာဘေးရင်နဲ့အကြမ်းမြစ်ပါရမီရှင်မှာဆရာစီမှာဘေးရင်ပုတ်ကင်တင်လို့လည်းရပါတယ်နော်ဆရာကဒီဗီဒီယိုလေးမှာခုနှစ်သားသမီးအားလုံးကိုဝေမျှပေးခြင်းတယ်ပေါ့နော်ဘာပဲဒုက္ခရောက်ရောက်အဘအောင်မင်းကောင်ကိုတပါနော်ဘာပဲဒုက္ခရောက်ရောက်ဘလောက်ပဲဒုက္ခရောက်ရောက်အဘကိုတပါအဘကိုမမေ့ပါနဲ့နော်အဘအောင်မင်းကောင်ကနော်တဲလေးတို့ခုနှစ်သားသမီးတွေကိုတေချာကိုစောက်ရှောက်ပေးနေတယ်ဖရာတရားနော်ပုံမှန်ပြုလုပ်တဲ့သူတွေစိတ်ကောင်းထားတဲ့သူတွေကာယကံဝစီကံမနောကံထိမ့်သိမ့်တဲ့သူတွေကံသုံးပါးကိုစောင့်ထိန်တဲ့သူတွေကာယကံဝစီကံမနောကံနော်စောင့်ထိန်တဲ့သူတွေနော်ပြီးလို့ရှိရင်ဆရာတို့ဖရာတရားပုံမှန်ပြုလုပ်တဲ့သူတွေစိတ်ကောင်းစေတနာကောင်းထားတဲ့သူတွေကုသိုလ်ပြုလုပ်တဲ့သူတွေကိုပေါ့နော်အဘအောင်မင်းကောင်ကဝိဇ္ဇာထိတ်ခေါင်အဘအောင်မင်းကောင်ကလက်တွေ့ကြကြကိုပေါ့နော်အခုလိုမျိုးကတ်ဆိုင်နေတဲ့ခေတ်ကာလကြီးမှာလက်တွေ့ကြကြကိုကဲတင်ဆောက်ရှောက်နေတယ်ပေါ့နော်တိတိတတကိုလည်းပေးကမ်းနေတယ်အဲ့တော့ဖះတရားများများလောက်တာကိုအဘကပိုကြိုက်တယ်ပရိစိတ်တက်လို့စားတာကိုလည်းအဘကပိုကြိုက်တယ်ပေါ့နော်အဘဆောက်ရှောက်တာကိုခံကျင်တယ်ဆိုလို့ရှိရင်တိတိတတထူးခြားမှုတွေခံစားကျင်တယ်ဆိုလို့ရှိရင်ဖះတရားလောက်ပါတက်လို့တွေစားပါစိတ်ကောင်းထားပါနှုတ်ချမ်းရှာချမ်းအာချမ်းတာတွေကိုရှောင်ပါလို့ဆရာကနှိုးဆော်လိုက်ပါတယ်နော်အဘဆောက်ရှောက်ခြင်းကိုခံစားကြရပါစေနော်အဘဆောက်ရှောက်ခြင်းကိုအဘရဲ့မေတ္တာတက်ကိုခံစားကြရပါစေကဲအဘစီကနေလိုတာဆူတောင်းသွားနော်တဲလေးတို့အဘစီမှာကွန်မန့်ကနေလိုတာဆူတောင်းသွားကြပါနော်ကဲပြည့်ကြပါစေဆူတောင်းနေပြည့်ကြပါစေ